ဒီနေ့ကတော့ပဇွန်တုတ်ခွာတဲ့ဒီလေးပြောပြပေးပါမယ်ပဇွန်တုတ်ခေါင်းကိုခွာတဲ့ခါကျရင်ပဇွန်ခြေထောက်ကလေးတွေကိုတစ်ချောင်းချင်းအရင်ဖယ်ပါမယ်ကတ်ကြီးနဲ့ညှက်လည်းရပါတယ်ပြီးလို့ရှိရင်ဦးခေါင်းမှာရှိနေတဲ့အယိုးလေးကိုလက်ကလေးနဲ့နည်းနည်းဖိပြီးတော့မှဒါလေးခွာလိုက်ပါမယ်အဲ့ဒါဆိုခေါင်းလေးကျစ်သွားပါပြီပြီးရင်ဘေးနှစ်ဖက်မှာရှိတဲ့သွားအမာလေးကိုဆွဲထုတ်ပါမယ်သူ့ရဲ့ဘေးမှာရှိနေတဲ့နောက်တစ်ဖက်ကိုလည်းဆွဲထုတ်ပါမယ်ပြီးရင်တော့ခေါင်းထဲမှာရှိနေတဲ့အစာအိမ်ပေါ့နော်ချီးအိမ်လေးကိုထုတ်ပါမယ်အဲ့ဒါဆိုရင်တော့အညစ်အကြေးအိတ်ကလေးပါသွားပါပြီပြီးရင်ကိုယ်ထဲမှာရှိနေတဲ့ပဇွန်ခွန်လေးကိုခွာပါမယ်အမိပိုင်းနားကိုရောက်တဲ့အခါအမိပိုင်းလေးကိုလည်းလက်ကလေးနဲ့အသားလေးနည်းနည်းဖိပြီးတော့မှအသားလေးဆွဲထုတ်လိုက်လို့ရှိရင်အကောင်မပြက်ကလေးရပါမယ်ပြီးတော့မှကြောမှာရှိနေတဲ့ချီချောင်းလေးကိုထုတ်ပါမယ်ဒါလေးနဲ့အရင်အရာပေးပါမယ်အဲ့ဒီမှာတွေ့ရတဲ့အမဲလေးကိုဒါလေးဆွဲထုတ်ပါမယ်ပစုံမှာရှိနေတဲ့အညစ်အကြေးတွေဆင်သွားပါပြီနောက်တစ်ကောင်ထပ်ပြီးတော့မှခွာပြပါဦးမယ်သူ့ရဲ့ခြေထောက်တွေကိုအရင်ဆွဲနှုတ်ပါမယ်ကတ်ကြီးနဲ့ညှက်ရင်လည်းရပါတယ်အခုတော့ထိတ်ကလေးကိုကတ်ကြီးလေးနဲ့ညှက်လိုက်ပါမယ်ပြီးရင်ဘေးမှာရှိနေတဲ့အမာလေးနှစ်ခုကိုဆွဲထုတ်ပါမယ်ပြီးရင်အထဲကအညစ်အကြေးအိတ်ကလေးကိုထုတ်ပါမယ်ပြီးတော့မှပဇွန်အခွန်လေးကိုခွာပါမယ်အမိပိုင်းကိုရောက်ရင်အသားလေးလက်ကလေးနဲ့ညှစ်ပါအခုဘဟက်မှာရှိနေတဲ့ဘဟက်တွေကိုတစ်ခါလေးခွာထုတ်ပါမယ်အဲ့ဒါဆိုလို့ရှိရင်ပဇွန်တစ်ကောင်လုံးမှာရှိတဲ့အယိုးအမာတွေလုံးဝမရှိတော့ပါဘူးချီချောင်းလေးကိုလည်းထုတ်ပါမယ်ဒါလေးနဲ့လှီးပြီးတော့အသားလေးဆွဲထုတ်လိုက်ရင်ရပါပြီအဲ့လိုပဲစိတ်ရှိလက်ရှိခွာလိုက်လို့ရှိရင်ပဇွန်လေးတွေကအညစ်အကြေးလုံးဝမကျန်ဘဲနဲ့တန့်စင်ပြီးသားပဇွန်လေးတွေရပါပြီဒီတစ်ခုကတော့ခေါင်းလေးကိုရင်ခွာတယ်ပြီးတော့မှလက်ကလေးတွေကိုဖြုတ်ပါမယ်ကိုယ်အဆင်ပြေသလိုလုပ်လို့ရပါတယ်ဘဟက်ကိုခွာပါမယ်စွန်နေအလုံးတင်ပြီးသွားရင်တော့စားစွန်းနဲ့နေထားပါမယ်ပြီးလို့ရှိရင်စီပြန်လေးချက်ပါမယ်စီပြန်ချက်တာကိုတော့မရိုက်လိုက်ရပါဘူးခုပစွန်ချက်သွားပြီဆိုတော့ရုပ်သီးအပွားတောင်လေးအုပ်ထားပါတယ်ဒီနေ့ကတော့ဖုံဖုံနေစွန်ကပ်ဖို့စွန်ချက်တာတော့ရိုက်ထားတာပါကျန်တဲ့ဟင်းတွေချက်တာကိုတော့မရိုက်လိုက်ရပါဘူးဒီနေ့ချက်ထားတဲ့ဟင်းတွေကတော့ပစွန်စီပြန်တစ်ခွက်ပါတယ်ငါးငပိတစ်ချက်ကလေးပါတယ်အတုမြုပ်နေပါပြီးရင်ပဲလေးပြနှက်ထားပါတယ်ကြက်ကင်လေးလည်းထည့်ပါတယ်ကော်ရခါသီးနဲ့ဂျူးမြင့်တဲ့ချင်းချက်ထားပါတယ်